ရှင်တော့စုံလင်လာတဲ့ DSU ကချင်ဒေသအတွက်ဆိုင်လေးရနေပြီးတော့ဗာလေးတွေရှိမလဲဆိုတော့အတူတူလေးပြပေးမယ်နော်ဗာလေးတွေရှိမလဲဆိုလို့ရှိရင်ရှိပတိလေးတွေရှိပါမယ်ရှင်ရှိပတိရေဆိုလို့ရှိရင်အကိတ်ကြီးတွေမှာတကယ်ကိုမွေးပြန်ပြီးတော့အဆုတ်တဲ့ကျမ်းမာရေးကောင်းခြင်းနဲ့အသက်ရှူလန်တောင်းတဲ့ကျမ်းမာရေးကောင်းခြင်းနဲ့ဆိုလို့ရှိရင်ရှိပတိတွေဘုံလိုက်ကြီးရှိပါမယ်ရှင်ခန်းတောက်မြင့်သွေးတိုးစီးချိုသမားတွေအတွက်ဆိုလို့ရှိရင်တော့ခန်းတောက်မြင့်ကိုဒီလိုမျိုးချင်းလေးနဲ့တစ်ချင်းပဲရှိပါမယ်ရှင်ခန်းတောက်မြင့်ရှိမယ်ကဲအဓိကအနေနဲ့ကတော့ပြောချင်တာကတော့ရေခဲတောင်ကြောက်ဆောင်ပြားကြီးဒီတည်းရောက်လာတဲ့ပြားကြီးလေးရဆိုလို့ရှိရင်တော့နှစ်ပုံးပဲရောက်လာပါတယ်အရေးအတွက်လေးကလည်းအကန့်အသတ်လေးနဲ့နှစ်ပုံးပဲရောက်လာပါတယ်ပြားကြီးလေးကတော့ဝါဒီအဲ့လိုကချင်တွေသားတဲ့ဆိုင်တွေရန်ကုန်တစ်မျိုးလုံးတော့မွေးပြီးတော့ဂျွန်းနေပါလေပြန်သွားပြီလားတော့မသိဘူးတအားကိုမွေးနေပါတယ်ဒါလေးမဲ့ဒါလေးမဲ့မဟုတ်ဘူး grateful တောင်မဒေတာကချင်ဒေတာထက်ကိုသွားပြီးတော့ကချင်ဒေတာကိုသွားပြီးတော့စားကြမလို့တော့ grateful လေးလေကိုယ်တိုင်ကိုကြအိမ်မှာဖြော်တော့လို့ရပြီ grateful လေးနဲ့မဟုတ်ဘဲနဲ့တကြားလေးကလေးတွေအတွက်စိတ်လေးနဲ့စားလို့ကောင်းတဲ့တကြားအုံနောက်သီးလေးကိုလည်းဒီဆိုင်လေးမှာရှိနေပါပြီရှင့်လိုချင်တဲ့ဆိုလို့ရှိရင်တော့ DSU ကချင်ဒေတာအတွက်ဆိုင်လေးကိုအခုပဲအပြေးလေးလာခဲ့ပါရှင့်ဆိုင်လေးကိုလည်းလာခဲ့လို့ရတယ်လို့Facebook page TikTok မှာလည်းဝယ်ယူအားပေးလို့ရရနော် line တစ်ခုလည်းမဟုတ်ဘူးဆိုတာတော့တတိလေးပြချင်ပါတယ်နော်